ရုတ်တရက်ဆိုသလိုပဲပင်လယ်ရှည်တွေကအားလုံးခန်းချောက်သွားတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဂျက်ကအန်ဒရီကိုကြိုတင်ရိပ်မိသွားပြီးသူ့ရဲ့ညီလေးကိုပွက်ချီကအမြန်ဆုံးပြေးပါတော့တယ်။အဲ့ဒီချိန်မှာပဲလုံခြုံရေးရရှိကအရေးပေါ်ခလုတ်ကိုအမြန်နှိပ်ပြီးတတိပေးပါတော့တယ်။အချက်ပေးတန်းတွေထွက်ပေါ်လာတဲ့အခါမှာတော့လူတိုင်းဟာထိတ်လန့်တုန်လှုပ်ပြီးထွက်ပြေးကြပါတော့တယ်။ဘာကြောင့်လဲဆိုတော့အမြင့်မီတာရာနဲ့ချီတဲ့ဆူနာမီလိုင်းကြီးဟာသူတို့စီကိုဥတီလာနေလို့ပါပဲ။ကစားကွင်းတွေကလူတွေကလည်းကြောက်လန့်တကြားနဲ့တုန်လှုပ်နေကြပါတယ်။ဒီလိုအရေးကြီးတဲ့အချိန်မှာဂျက်ကသူ့ညီလေးကိုစိုင်ခန်းတစ်ခုတည်းကိုအမြန်တွန်းပို့လိုက်ပါတယ်။ဒါပေမဲ့ခဏကြာမှပဲဆူနာမီလိုင်းကြီးဟာအရာအားလုံးကိုဝါမြူသွားပါတော့တယ်။ဂျက်ကလည်းစိုင်ထဲကိုဝင်ဖို့ကြိုးစားခဲ့ပေမဲ့လိုင်းလုံးကြီးကသူ့ကိုပါဆွဲခေါ်သွားခဲ့ပါတယ်။ရေထဲမှာအချင်းတော်ကြာလဲပတ်နေပြီးနောက်ဂျက်ကကျိုးတစ်ချောင်းကိုဖမ်းဆွဲနိုင်ခဲ့ပြီးသူ့ခန္ဓာကိုယ်ကိုထိန်းထားနိုင်ခဲ့ပါတယ်။ပြီးတော့သူကသူ့ရဲ့ညီလေးကိုလိုက်လံရှာဖွေလိုက်တဲ့အချိန်မှာလေဓာတ်တိုင်ကိုဖတ်ထားတဲ့သူ့ညီလေးကိုလမ်းမြင်လိုက်ရပါတော့တယ်။သူကညီလေးကိုကယ်ဖို့အနားကိုသွားခဲ့ပေမဲ့ပလင်းထန်တဲ့ရေစီးချောင်းကသူ့ကိုထပ်ပြီးဆွဲခေါ်သွားပြန်ပါတယ်။ညီလေးလည်းဆက်တောက်မခံနိုင်တော့ပဲရေစီးနဲ့မျောပါသွားတဲ့အခါဂျက်ကလမ်းဖမ်းလိုက်နိုင်ပါတယ်။အနေငယ်ဝေးတဲ့နေရာရောက်တော့သူဟာရေလေးပေါ်နေတဲ့မိထက်ကတစီကိုတွေးရှိသွားပြီးအဲ့ဒီအပေါ်ကိုတက်လိုက်ကြပါတယ်။အဲ့ဒီချိန်မှာပဲသူတို့ဟာအနီးနားကအမျိုးသမီးတယောက်ရဲ့အကူအညီတောင်းတန်ကိုကြားလိုက်ရပါတယ်။ဂျက်ကသူ့ကိုသူကျိုးနေချပြီးအဲ့ဒီအမျိုးသမီးကိုကယ်ဖို့အတွက်ရေတွေကိုခုန်ဆင်းလိုက်ပါတယ်။သူပြန်လာတဲ့အချိန်မှာတော့ရေထဲမျောပါလာတဲ့တခြားလူတွေကိုလည်းထပ်တွေ့လိုက်ရတာကြောင့်သူတို့အားလုံးကိုပါကယ်တင်ခဲ့ပြီးဘတ်စ်ကားတစ်စီးပေါ်ကိုတက်နိုင်အောင်ကူညီပေးလိုက်ပါတယ်။ဒါပေမဲ့သူတို့ဘေးကင်းပြီလို့ထင်နေတော့ပါလေနောက်ထပ်လိုင်းလုံးကြီးတစ်ခုထပ်ရောက်လာပြီးလူတိုင်းဟာလည်းရေတွေကိုတယောက်ပြီးတယောက်ပြန်ပြုတ်ကျကုန်ပါတော့တယ်။ရေပြန်ကျသွားတဲ့အချိန်မှာတော့ဂျက်ကသူ့ညီလေးကိုလိုက်ရှာနေခဲ့ပြီးလူတိုင်းကိုလိုက်မေးကြည့်နေပေမဲ့လည်းဘသူစီကမှတည်င်းအစာနာကိုမရရှိခဲ့ပါဘူး။အဲဒီနောက်မှာတော့သူကသူ့ညီလေးရဲ့မျက်မှန်ကိုမြေကြီးပေါ်မှာတွေ့လိုက်ရပြီးသူ့မိသားစုကိုဘာပြောရမလဲဆိုတာစဉ်းစားနေရင်သူအယံကိုစိတ်ပူနေခဲ့ပါတယ်။ချက်တယောက်မျောလင်းချက်မှတ်နေတဲ့အချိန်မှာပဲအမျိုးသမီးတယောက်ကကလေးတယောက်ကိုတွေးထားတယ်လို့အော်ပြောလိုက်တဲ့အခါမှာတော့ဂျက်ကသူ့ညီလေးဖြစ်နိုင်တယ်လို့တွေးပြီးအပြေးအလွှာတွားကြည့်လိုက်ပါတယ်။ဒါပေမဲ့အပျက်စီးတွေကိုဖယ်ရှားလိုက်တဲ့အခါမှာတော့မိန်းကလေးတယောက်ဖြစ်နေတာကိုတွေ့လိုက်ရပြီးအဲဒီနောက်လူတယောက်ကဂျက်ကိုခဝဝကောင်လေးတယောက်ကိုဟိုဘက်မှာလူတွေခေါ်ထားတယ်လို့ပြောပြလိုက်တဲ့အခါဂျက်တယောက်အပြေးလွှားတွားကြည့်တဲ့အခါမှာတော့အမျိုးသမီးတယောက်ကသူ့ညီလေးကိုပွေ့ချီထားတာကိုတွေ့လိုက်ရပြီးဂျက်လည်းအယံကိုပျော်ရွှင်သွားပါတော့တယ်